ကဲမစီစီမာလေးလွယ်ဖူးတဲ့သူတွေစလိလာပြရုံနဲ့လက်ဆောင်ပြန်ရနေပြီဆိုတာသိလားအဲ့ရပြီးပြန်တဲ့သူလည်းလက်ဆောင်ရနေပြီနော်မစီတနေ့လုံးလောက်လာခဲ့တာပေါ့နော်တနေ့ပြည့်သွားရဲ့အဲအကြောင်းအများကြီးပေါ့နော်ကောင်းကျိုးတွေလည်းအများကြီးဖြစ်တယ်နောက်ပြီးတော့အားလုံးရဲ့ရင်ထဲမှာလည်းကြံခဲ့မယ်လို့တခုခုမျိုးနေတယ်ပေါ့နော်ဆိုတာဒီနေ့မှာအများကြီးကျေးဇူးတင်ချင်တဲ့အနေနဲ့မစီကပါပြန်လက်ဆောင်ပြန်ပေးမလဲဆိုတော့မစီမှာပတ်စံလွယ်ဖူးတဲ့သူတွေအကုန်လုံးပေါ့နော်ကိုယ့်ရဲ့စလိတွေပြန်ချကြည့်ပါပြန်ချပြီးတော့မစီမှာလာတင်မှာလက်ဆောင်တရားရအောင်လောက်ပေးမလဲဆိုတော့ရင်ခုန်ပြီးတော့စောင်းနေပါကေပေးလာဝေးလာဆိုတော့ဝေးဆိုဝေးလို့ရေးခဲ့ပေးပါကေပေးဆိုကေပေးလို့ရေးခဲ့ပေးပါအားကြောင့်မစီပြင်ဆင်ထားလို့ရအောင်လေနော်ဆိုတော့ဒီအခုနောက်ပိုင်းလဲဒီနေ့လဲမစီချက်ထားတဲ့2016မှာလေထိုင်းမှာဝင်တဲ့သူတွေပေါ့နော်သူကလီရင်ပုံမှန်ဘလို့စေတယ်ဘလို့လေပေါ့နော်ဒီဘက်လီရင်အကျိုလဲလာကျိုပြီးတော့ပေါ့နော်ဆိုဆရွက်စတန်းဆိုဘာမှပူစရာမလိုဘူးစိတ်ခံရမှလဲကြောက်စရာမလိုဘူးပေါ့နော်လမ်းချင်းပြီးတယ်စိတ်ရှင်းပြီးတယ်ပေါ့နော်အဲ့ဒီဝန်ဆောင်မှုလဲတိုးနေပါတယ်ထိုင်းဘက်ကိုလဲပေါ့နော်ထိုင်းဘက်ကိုလည်းလူချင်တဲ့ဥမာရပြီးတော့ထိုင်းဘက်ကိုလူချင်တဲ့ရပါတယ်အချိန်ပေးပါတယ်ပေါ့နော်ဒါလီရင်လည်းမလည်းဆက်ရောက်နေပါပြီဒီအပြီးပြန်တဲ့အဖြစ်တလားနလားပဲရှိတယ်တရားနေရာပဲရှိသေးတယ်လေဆိုရင်တရားနေရာလည်းလာထုတ်လို့ရပါတယ်ထုတ်ချင်တယ်လာထုတ်လို့ရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ပေါ့နော်လက်ဆောင်အကုန်ပြန်ထည့်ပေးပါမယ်အတိတ်ကဘာလဲဆိုတော့ဒီဗီဒီယိုလေးကိုပေါ့နော်မြင်တယ်ဆိုရင်မဆီရဲ့မဆီနဲ့ငွေလွဲဖူးတဲ့ feedback လေးကိုတော့သိချင်ပါတယ်အဆင်ပြေလားအဆင်မပြေဘူးလားကြားလားဘယ်လိုလဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်မှတ်ခဲ့ပေးပါဒုတိယတစ်ချက်ကဘာမှရမလဲဆိုတော့ရချင်ပါတယ်လက်ဆောင်ရချင်ပါတယ်ဆိုတဲ့ comment ကိုလည်းနောက်ထပ်ဒုတိယတစ်ခါပြန်မှတ်ပါနောက်တစ်ခုကဘာလဲဆိုတော့ KP လားဝေ့ပြီလားဆိုတော့မှတ်ပေးပါဒါမှမစီက KP ပြင်ဆင်ထားလို့ရအောင်ပါနော်ဝေ့ပြီများလား KP များလားဆိုတာသိလို့ရအောင်လို့3ခုကိုမှတ်ခဲ့ပေးပါတစ်ခုကတော့ကိုမစီမှာပတ်စံလွဲဖူးတဲ့အရာလေးကိုပေါ့နော်ရခဲ့မယ်ဆိုရင်ရခဲ့တဲ့ခန်းစားချက်လေးတွေကိုရေးခဲ့ပေးပါဒုတိယတစ်ခုကဘာလဲဆိုတော့ဒုတိယတစ်ခုကကိုရဲ့စလစ်လေးတွေနဲ့ဒီဗီဒီယိုလေးကို share ပေးပါ share ပေးတဲ့ screen ကိုလည်းလာပို့ပေးပါပေါ့နော်နည်းမပေးပါဘူးများပေးပါမယ်ဒါပေမဲ့လက်ဆောင်ဆိုတော့လေနော်အများကြီးရှိတယ်ဆိုတော့လေမစီနားလည်းပေးပါအားလုံးချစ်တဲ့အတွက်ပြန်ပေးချင်ပါတယ်ဆက်လက်ပြီးတော့အားပေးကြပါအောင်နော်လောက်ကန်ဒီတမကအောင်မြင်ပါစေအဆင်ပြေပါစေဒီရဲ့အချစ်တတိမရဲ့အချစ်ကလည်းခံရပါစေလို့ bye bye share ပေးတော့နော် share ပေးမယ်နော် screen လေး short လာခဲ့ပေးမယ်နော်လက်ဆောင်အများကြီးရမှာနော်တထောင်သမားတွေပူရပါလိမ့်မယ်ဒါနဲ့ကိုကဒီအိုမန်မရှိတော့လေအခြားနိုင်ငံပြောင်းသွားပြီအဲ့ဒီလူတွေလည်းလာခဲ့ပါလို့စလေးတွေနဲ့သူလာခဲ့ပါလို့